တာရဲ့သွားလိုက်တဲ့နဲ့အင်တာဆေးပြလိုက်တယ်လေအမေတောက်ဒေါတာထွက်လို့ရှိရင်ရိတ်လဲမရိတ်ငေါလည်းမငေါဘူးနော် ဒါပေါ်တာရဲ့ကိုမွေးထားတဲ့တာသမီးဆိုတော့မငေါက်ဖဲနဲ့ဒေါတာလျှော်နီးနဲ့ဒေါတာကိုလျှော့ရတာပေါ့ မဲတဲဟုတ်ပါလားဘယ်လိုဒေါတာလျှော်နီးနဲ့လျှော့ရလဲ ဘယ်လိုဒေါတာလျှော်နီးလဲဆိုတာပြောပြမလား ပြောပြပေါ့အမေရဲ့ ဘယ်လိုဒေါတာလျှော်နီးလဲဆိုတော့အမေဒေါတာထွက်တိုင်းတာရဲ့သွားလိုက်တဲ့နဲ့အင်တာဆေးပြလိုက်တယ်လေတာရဲ့သွားလိုက်တဲ့နဲ့အင်တာဆေးပြလိုက်တယ်လေ Emotional damage. ရစ်စစ်လိုက်တာအမေယာ